ကားလမ်းမထက်ကနေပြီးတော့ပန်းရောင်းရင်းဘဝကိုရိုးသားစွာရုံးနေနေတဲ့ညီလေးပဲဖြစ်ပါတယ်တကယ်လို့ဖုန်းအသစ်တစ်လုံးရဖို့ခွင့်ရရှိခဲ့မယ်ဆိုရင်ဒီဖုန်းမှာဘယ်လိုမျိုးအချက်တွေနဲ့ပြည့်စုံစေချင်လဲခြေစူခံအချမ်းခံတဲ့ဖုန်းမျိုးတော့လိုချင်တာပေါ့မိုက်လဲမိုက်တယ်လေဒါပေမဲ့သုံးနေတာမတတ်နိုင်ဘူး Vivo ရဲ့အသင့်တော်ဆုံးလက်ဆောင်ကိုအထိုက်တန်ဆုံးလူ9ယောက်ကိုရှာဖွေတဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် challenging မစခင်ကျွန်တော်တို့အချက်3ချက်နဲ့ကိုက်ညီတဲ့လူတွေကိုရှာဖွေသွားမှာပဲဖြစ်ပါတယ်ပထမတစ်ချက်အချိန်အကြာကြီးအလုပ်လုပ်တဲ့သူဒုတိယတစ်ချက်အလုပ်ကိုတကယ်စေတနာထားပြီးတော့မျက်နှာတဲ့သူတတိယတစ်ချက်ကတော့စိန်ခေါ်မှုများတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်တဲ့သူဖြစ်ရပါမယ်ကဲဒီနေ့ကန်ထူးရှာကတော့ဘယ်သူဖြစ်မလဲဆိုတာတူတူကြည့်လိုက်ရအောင်ပါခင်ဗျာဘယ်မှာလဲဒီနေ့လူတွေလိုက်ရှာမယ်ကန်ထူးရဲ့လူတို့ဖြစ်မလဲဟိုမှာတွေ့ပြီညီလေးအကိုလို့အစီအစဉ်လေးတစ်ခုရိုက်နေတာခဏလောက်စကားပြောလို့ရပါတယ်โอเคလားအကိုလို့မိကုန်းလေးနည်းနည်းမေးချင်တာပေါ့နော်အဓိကတော့ဒီ Vivo ကနေအတစ်ထွက်ထားတဲ့ဖုန်းကိုအကိုကအထိုက်တန်ဆုံးလူလက်ဆောင်ပေးချင်တာအချိန်လေးခဏလောက်ရအောင်ရတာပေါ့โอเคအဲ့ဒါတစ်ချက်သွားလိုက်အောင်နော်ဒါကတော့မျိုးပြရဲ့မီးပွိုင်းတွေနဲ့ကားလမ်းမထက်ကနေပြီးတော့ပန်းရောင်းရင်းဘဝကိုရိုးသားစွာရုံးနေနေတဲ့ညီလေးပဲဖြစ်ပါတယ်လမ်းမပေါ်ကဖုံမုံတွေအပူချိန်တွေကြားမှာအလုပ်လုပ်ရတာဟာပင်မယုံတွေမကပဲသူကင်ဆောင်ထားတဲ့ဖုန်းအတွက်ပါခက်ခဲတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေတာပါဒီနေ့ပုံမှန်ဆိုရောဘယ်အချိန်ဒီပန်းလာရောက်လဲဘယ်ချိန်ဆိုကျွန်တော်မနေ့4 နာရီလောက်နေစပြီးတော့9 နာရီခွဲ10 နာရီလောက်ထိရောက်အဲ့ဆိုရင်အဲ့လိုမနေ့ထွက်လာတာနဲ့တောက်လျှောက်အိမ်မပြန်တော့ဘူးအိမ်မပြန်တော့ဘူးလေဈေးပန်းသွားကြိုပြီးတာနဲ့မပေါ့တခါတန်းလာပြီးရောင်းတော့တာအဲ့တော့ဒီလိုသွားလာနေတဲ့အချိန်မှာရောဖုန်းကကိုနဲ့အမြဲတမ်းပါလားဖုန်းကပါတဲ့ရက်လည်းပါတယ်မပါတဲ့ရက်လည်းမပါဘူးဆိုတော့ဟိုတစ်ခါတလေလောက်ပဲအားမရှိတဲ့ရက်လောက်ပဲထားခဲ့တာအများအားတော့စောင်းသားဖြစ်တယ်အိတ်တဲပဲမိုးရွာတဲ့အချိန်ကြီးကြတော့ဒီဖုန်းကိုဘယ်လိုမိုးထိန်သိမ်းအောင်မိုးရွာပြီဆိုလို့ရှိရင်တော့လုံခြုံရေးကိစ္စကိုသွားပြေးသွားပြီးတော့iPhone ကျွန်တော်ဖုန်းလေးကိုခဏယူလာပြီးတော့ကျွန်တော်အပ်ထားခြင်းပြန်မယူပါမယ်မိုးတိမ်ယူပါမယ်ပြီးတော့အပ်ထားဖြစ်တယ်ဒီတိုင်းတော့စောင်းသားရဲ့ဖုန်းရဲ့ကြီးဆုံးပြတ်သွားတယ်တကယ်လို့ဖုန်းအသစ်တစ်လုံးရဖို့ခွင့်ရရှိခဲ့မယ်ဆိုရင်ဒီဖုန်းမှာဘယ်လိုမျိုးအချက်တွေနဲ့ပြည့်စုံစေချင်လဲခြေစူခံအချမ်းခံတဲ့ဖုန်းမျိုးတော့လိုချင်တာပေါ့မိုက်လဲမိုက်တယ်လေဒါပေမဲ့ကျွန်တော်နေတာတစ်ခုနဲ့မတတ်နိုင်ဘူးလေလိုချင်တာပေါ့အဲ့လိုပုံမျိုးတော့โอเคအခုညီလေးအခုဖြေသွားပေးတဲ့အချက်တွေထဲမှာဆိုရင် Vivo ကနေပြီးတော့ရှာဖွေနေတဲ့ပေါ့နော်ဒီထိုက်တန်တဲ့လူတို့ကိုကမြင်တယ်ပေါ့နော်အဲ့တော့ညီလေးကို Vivo ကနေအသစ်ထွက်ထားတဲ့ဒီ Y31D ဖုန်းလေးကိုလက်ဆောင်ပေးစေဖုန်းတစ်လေးရသွားပြီဆိုဝမ်းသာရဲ့လားပြောတာဟုတ်ပြီအဲ့ဆိုအကိုလည်းရင်ခုန်စိတ်လှုပ်ရှားနေတာအတူတူ unboxing လေးလုပ်ကြည့်လိုက်အောင်လုပ်ကြည့်အောင်โอเคလာကောင်းဒီလိုရာသီဥတုတန်ကိုအမြဲရင်ဆိုင်နေရသူတဦးအတွက်ဖုန်းတစ်လုံးရဲ့ကြန့်ခိုင်မှုကအရေးကြီးဆုံးပါပဲ IP69 ရေဆိုဖုံဝင်ကာကွယ်မှုနဲ့ SGS 5-star premium durability ကြောင့်နေဘူးမိုးရွာမရွေးဖုံမုံတွေကြားမှာပဲဖြစ်ဖြစ်ဖုန်းပြက်စီးမှာကိုစိတ်ပူစရာမလိုတော့ပါဘူးအကျန်းခံပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ဒီဖုန်းလေးဟာလမ်းမထက်ကသူ့ရဲ့ပြင်ပန်းလာတဲ့နေ့ရက်တွေမှာအားကိုးရဆုံးဖုံမုံကောင်းဖြစ်လာမှာပါဗျာကျွန်တော်တို့အစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့အမြဲတမ်းစူးစမ်းအားထုတ်နေတဲ့ဒီကိုရှာဖွေလို့တွေ့ရှိခဲ့ပါပြီဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဘယ်သူတွေကန်ထူးကောင်းမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ